ဆိုရင်ဒုတိယထပ်ကိုတက်သွားလို့ရပါပြီ။ကျောင်းသားတွေကစာမေးပွဲဖြေဖို့ဝင်နေကြပြီ။နောက်ကြမှာစိုးလို့ပါ။ဟုတ်ကဲ့ပါဆရာမကြီးကျွန်တော်အရင်ဆုံးပြင်ဆင်လိုက်ပါအောင်မယ်။စကူရာကျောင်းကြီးကတော့တန်ရှင်းတက်ရနေပြီ။စာမေးပွဲအချိန်မလို့တိတ်ဆိတ်နေတာပါ။ပို့ပို့လဲသူစောင့်ပေးရမယ့်အခန်းစီကိုဖြည်းဖြည်းချင်းလာနေပါတယ်။ဒီအခန်းထဲနေမယ်။နောက်ကျနေပြီလားတော့မသိဘူး။အခန်းထဲရောက်သွားတဲ့အခါမှာတော့မင်္ဂလာမနက်ခင်မှာတပည့်တို့ရေမင်္ဂလာမနက်ခင်ပါဆရာ။ဆရာတော့ဆရာတစ်ပူပူပါ။ဒီနေ့ဒီအခန်း20မှာအခန်းဆောင်ဆရာလုပ်သွားမှာပါ။အခုချိန်ကစပြီးစဖြေလို့ရပါပြီ။ပို့ချဖို့ကြရင်တော့ကျောင်းထုတ်မယ်နော်။ကျောင်းသူကျောင်းသားတွေလည်းစာမေးပွဲဖြေဖို့မေးခွန်းနဲ့စကြည့်ကြတာပေါ့။ဒါပေမဲ့စာမေးပွဲကအတော်လေးကိုခက်တာပါ။ဟာတကယ်ခက်တာပဲကွာ။ဒီနေ့ပါတာတွေအကုန်ခက်တယ်ကွာ။ဟာဘာလို့တင်ချာနဲ့ဓာတုပေတာကိုတစ်ချိန်နဲ့လာဖြေခိုင်းတာလဲဟာဒုက္ခပဲ။အုံနောက်တွေလည်းမီးလောင်တော့မယ်။ဆရာအစ်စ်ပူပူကတော့သူ့တာဝန်သူတေချာလုပ်နေရမလို့မျက်လုံးတောက်ထောက်ပြီးကျောင်းသူကျောင်းသားတွေကိုစောင့်ကြည့်နေတာပေါ့။ဟမ်ဒီကျောင်းမှာငါထင်တာထက်ကျောင်းသားတွေပိုများတာပဲ။အဲ့ဒီအချိန်မှာပဲဘတ်ကားတစ်စီးကျောင်းရှိမှရောက်လာပါတယ်။ Oh my god ဖခင်ရေနောက်ကြပြန်ပြီ။ဟာဆရာတကားမပိတ်ပါနဲ့အောင်ဆရာကျောင်းမှာရဲ့ဆရာတမီးနောက်ကျသွားလို့ပါ။စောစောဘတ်ကားလွတ်သွားလို့နောက်တစ်စီးနဲ့လိုက်လာရတာပါ